မင်္ဂလာပါ Economy History Burmese မှာနှုတ်ခွန်းဆက်တာပါရယ်ပြီးခဲ့တဲ့အပိုင်းမှာကျွန်တော်ဘာသာစနစ်အကြောင်းပြောခဲ့ပြီးပါပြီအခုအပြဿနာကိုဖြေရှင်းမှုလူသားတွေကကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော် BC 9000ခန့်ကနေကုန်စည်ငွေကြေးဖြစ်တဲ့ကျွန်တော် community money ကိုသုံးစွဲလာကြတယ်ဗျဒီဘာသာစနစ်ပြဿနာကိုဖြေရှင်းမှုအတွက်အဲ့ခေတ်တုန်းကကုန်စည်ငွေကြေးဆိုတာခုခေတ်လိုတော့အစနေမဟုတ်ဘူးဗျအဲ့ခေတ်တုန်းကဟာဘယ်လိုလဲဆိုတော့နွားတို့စိတ်တို့ကျွဲတို့သိရမလားတလိမ့်စံနေ life story ပေါ့ဒီကောင်လေးကိုကျွန်တော်ပထမဆုံးငွေကြေးဖြစ်အသုံးပြုခဲ့တာဗျကျွန်တော် BC 2500ခန့်မှာဆိုလို့ရှိရင်ကျွန်တော်ရှေးဟောင်း Egypt တွေကသူတို့ရဲ့ဂီဇာ pyramid စုံသုံးကအလုပ်သမားတွေကိုသူတို့လာတာပြီးတယ်ပေါ့သူကဘာတွေပြီးခဲ့လဲဆိုဘီယာတွေပြီးခဲ့တယ်ဗျဟုတ်ပါတယ်ခုကျွန်တော်တို့တောက်နေတဲ့ခုခေတ်တောက်နေတဲ့ဘီယာလို့တော့အမြုပ်တစည်းစီဘီယာအေးလေးတော့မဟုတ်ဘူးဗျပြောရင်လည်းခုလိုပူတဲ့ຢာဒီမှာဘီယာအေးလေးတော့တောက်ချင်တာဗျအဲ့ခေတ်တုန်းကဘီယာကကျွန်တော်မူရောစပားနဲ့ပေါင်မုံကိုအချင်းဖောက်ထားတာဗျပြောရရင်တော့အာဟာရတော့ဖြစ်တာပေါ့ဗျအဲ့ခေတ်ကအာဟာရငွေကြီးပေါ့ဒီ900ခန့်ကျွန်တော်ရောမအင်ပါယာပေါ့ရှေးဟောင်းရောမအင်ပါယာခေတ်မှာလည်းသူတို့ရဲ့စစ်သားတွေကိုကျွန်တော်လာစာအဖြစ်ပတ်စံမပေးတော့ဘာပေးလဲဆိုပတ်စံအနေနဲ့ကျွန်တော်တို့စားတွေကိုပေးခဲ့တာအဲ့ဒါကိုကျွန်တော်စလာရီယန်လို့ခေါ်တယ်ဗျခုကျွန်တော်တို့ရနေကြဗျလာကုန်တို့ရနေကြလာတာဖြစ်တဲ့တရီခွေးမဲ့ကြံတော့လေဆိုရင်လာစာစလာရီကလည်းအဲ့စကလုံးကနေစင်တက်လာတာဗျအဲ့ဘက်ခစ်ဒီမှာတော့စားအတော်သုံးဝင်နေဘာလို့လဲဆိုတော့အသားတွေကိုတာရှည်ခံမှုအတွက်ကျွန်တော်မရှိမဖြစ်လိုအပ်ခဲ့တဲ့နိပညာကုန်စည်ပစ္စည်းတစ်ခုဖြစ်ခဲ့တာ哦ဒါကြောင့်မို့လို့ကျွန်တော် white gold လို့တင်စားခေါ်ခဲ့ကြတယ်အဲ့ပြင်နောက်ထပ်ကျွန်တော်တို့ကဘာတလွားမှာလည်းထူးဆန်းတဲ့ကျွန်တော်ကုန်စည်ငွေကြီးတွေရှိသေးရဲ့ဗျအဲ့ထဲမှာ BC 1900ဝန်းကျင်မှာဆိုလို့ရှိရင်ဗျာကျွန်တော်ခရုဝင်တွေကိုကျွန်တော်ငွေကြေးအဖြစ်တမိုင်းမှာအရှိအကြဆုံးနဲ့အများဆုံးအသုံးပြုခဲ့ကြတာဗျကျွန်တော်ဘယ်ကနေလဲဆိုတော့ TOB ဘက်ကနေကျွန်တော်ဟိုအာဖရိကဘက်အထိဗျဒါခရုကျွန်တော်ငွေကြေးဖြစ်အသုံးပြုတာပေါ့ဒီဘလူးခယူတွေတုံးခြင်းလဲဘလူးခယူတွေတုံးကြလဲဆိုတာသိချင်ရင်တော့နည်းနည်းပါးပါးပူဆက်စုကြပါဗျာနောက်ပြီးတော့ကျွန်တော်အာရှတိုက်ဘက်မှာဖြစ်တဲ့ကျွန်တော်တရုတ်နဲ့တိဘက်မှာကျတော့ကျွန်တော်လက်ဖက်ချောက်တွေကိုကျွန်တော်အတုံးလိုက်လုံးလေးလုပ်ပြီးတော့ငွေဖြစ်တုံးခဲ့ကြသေးရဲ့ဗျဒီဘောတရားလွယ်တော့ဖြော်တော့လို့တော့ရသေးဟုတ်လား1900ရာစုမှာလဲကျွန်တော်တို့အမေရိကန်ဘက်ဗာဂျီးနီးယားဘက်မှာသူကစီးရွက်ကြီးတို့ကြောင့်ကုန်စီငွေကြီးအနေနဲ့ကျုံတွေတော့ဝယ်ဖို့အတွက်သူတို့အသုံးပြုကြခဲ့တယ်ဒါလည်းကုန်စည်ငွေကြီးတစ်မျိုးပေါ့နောက်ပြီး Fiji ကျုံးစုတွေမှာဆိုလဲကျွန်တော်တို့ဝီလာ900သွားပေါ့နော်ဝီလာ900သွားကိုသူတို့အဖိုးတန်ကုန်စီငွေကြီးအနေနဲ့သုံးခဲ့ကြတယ်လာလို့ပဲကျွန်တော်မြမတမိုင်းမှာလေ87ရာစုလောက်မှာနတ်တက်ခဲ့တဲ့ကျန်စစ်သားမင်းကြီးကလေသူ့မြင်းပေါ့နော်သူမြင်းအတွက်ကျွန်တော်စံအိတ်ပေါင်းများစွာနဲ့ပစိုးလိုအထက်လိပ်များစွာနဲ့ကျွန်တော်လဲလေခဲ့ကြတယ်ဗျဒါလည်းပကံခေတ်မှာဆိုရင်ကျွန်တော်ဆန်နဲ့အထက်လေးကအဓိကကုန်စည်ငွေကြီးဖြစ်ရှိခဲ့ဆိုတာပြတာပေါ့ဒါလည်းသမိုင်းထောက်ထားကြောက်စာတွေရှိတယ်နော်လေးလာခြင်းတဲ့လူတွေကလည်းဆက်လက်လေးလာတိုက်တွန်းပါတယ်ကုန်စည်ငွေကြီးကနောက်တူတူဆန်းတစ်မျိုးရှိတယ်ကျွန်တော်ကဘာစစ်တီဖြစ်တုန်းကလည်းကျွန်တော်သိရမလားစစ်သားတွေကsecret ကိုသူတို့ငွေကြီးဖြစ်သုံးခဲ့တယ်နောက်ခုလက်ရှိထောင်ထဲမှာလည်းရှိကြသေးတယ်ထောင်ထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်စစ်လိတ်တို့နောက်ပြီးတော့ coffee meet တို့ကကော်ဖီမီတုပ်သုံးလုပ်ပြီးမဲမင်းကောင်းနှိပ်ပြီးတို့ပါတော့ဒါမျိုးတွေကျွန်တော်သုံးကြသေးတယ်ဗျဒါငွေကြီးမရှိတဲ့နေရာမပေါ်ပေါက်ခင်ချင်းနေနေမှာဒါမျိုးလေးတွေကုန်စည်ငွေကြီးလေးသုံးပြတယ်ဗျဒါပေမဲ့အဲ့ကုန်စည်ငွေကြီးဆိုတော့လေကျွန်တော်တို့အခက်အခဲတွေတော့မျိုးစုံရှိတာပေါ့ဗျဘလို့အဆင်မပြေမှုတွေလည်းရှိတယ်ဟိုမှာကျွန်တော်ထိမ့်သိမ်းရတဲ့ခက်တာတို့တရားပြုရမလွယ်တာတို့ဥမာဗျကျွန်တော်တို့စားတို့လက်ဖက်ချောက်တို့ပါလို့ဆိုကျွန်တော်မသိရမလားရီးဆိုတာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါတော်ပြီးပြည့်စည်ပြီလေနောက်ပြီးတော့ဟုတ်လားခင်ဗျားတို့ shopping ထွက်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ cookie shopping ထွက်တာပတ်စံကြီးလွယ်ဟုတ်လားဖုန်းလေးတစ်လုံးပိုင်နဲ့ပါပညာပေးနဲ့ပြီးပြီးရှင်းလွယ်လေခင်ဗျာအဲ့ခေတ်တုန်းကလို့ဒါကျွန်တော် shopping ထွက်မယ်ဆိုလို့ရှိရင်ခင်ဗျာပတ်စံအနေနဲ့ဆန်အိတ်တီသေးတော့ရမယ်ဆိုလို့လို့ဟောနောက်ပြီးဝီလာ9သွားနဲ့ရှင်းမယ်ဆိုလို့လို့အကြီးမှတော့မဟုတ်ဒါကြီးကမလွယ်ဘူးလေဟုတ်လားမနောက်တစ်ခုတစ်မျိုးရှိသေးတယ်ဗျအဲ့ဒါဘာလဲဆိုတော့ခင်ဗျားမှာဗျာကျွန်တော်စံပတ်စံပစ္စည်းတစ်ခုဝယ်ဖို့ပေါ့နော်ခင်ဗျားမှာစံနေရှိတယ်ဒါပေမဲ့အဲ့စံတွေကပြီးခဲ့တဲ့ရာသီတော့ခင်ဗျားစိုက်တာစံအဟောင်းနေ
နော်ဒါပေမဲ့ခုခင်ဗျားသိမကြခင်မှာခင်ဗျားဆန်အစ်စ်ပေါ်လာခင်ဗျားအဲ့ဆန်ခင်ဗျားရလေခွင့်ရတဲ့ဆန်အစ်စ်ပေါ့နော်အဲ့ကြောင့်ခင်ဗျား shopping ထွက်မယ်ဗျာခင်ဗျားဘယ်ဆန်နဲ့ပတ်စံပြီးချေပါရှင်းနေလေခင်ဗျားဆန်အစ်စ်ကိုတိမ့်ထားပြီးဆန်ဟောင်းကိုပြီးချေမှာပေါ့ဟုတ်တယ်မလားပိုးကိုင်နေမှာဆန်ဟောင်းလေးပါလေအခုခေတ်လို့ပေါ့ကျွန်တော်ဒီမဲ့1000တန်အတေးလေးတိမ့်ထားပြီးတော့နွဲနေရ1000တန်နဲ့ဈေးဝင်မှာပေါ့နော်ကျွန်တော်ဒီဒလိတဘာဝလူတဘာဝကျွန်တော်စီးပွားရေးလောကမှာကာရှင်လောလို့ခေါ်ရဗျဒါကလည်းကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်း9000ကလေးရရှိခဲ့တာဗျဒါကျွန်တော်တို့ community money ကုန်စည်ငွေကြေးရဲ့အလေးထားလေးကျွန်တော်ပြောပြတာပေါ့နော်ဒီကုန်စည်ငွေကြေးဆိုတာလည်းကျွန်တော်တို့ဒါနှစ်ပြန်ချုပ်ကြည့်ဘာလဲဆိုတော့သူကလူတိုင်းလက်ခံရမယ်အသုံးဝင်ရမယ်အဲ့လိုယုံကြည်မှုဖြစ်ပြီးဆိုမှလည်းကျွန်တော်ငွေကြေးအဖြစ်နေမှာလေနော်ကျွန်တော်ဒီပြောနေတာအဓိကငွေကြေးတိုင်းတော့သိရမလားယုံကြည်မှုပါပဲအဓိကတော့ကျွန်တော်တို့အမိမြန်မာနိုင်ငံဟုတ်လားပြည်တော်စုတမနာမြန်မာနိုင်ငံတော်ကြီးမှာဆိုလဲကျွန်တော်တို့ခုဆိုလို့ရှိရင်ငွေတန်မိုးမြန်မာကျပ်ငွေစည်းတန်မိုးကြလာလူတွေကဘာလုပ်ကြလဲဆိုရင်ကြပြီးရွှေတို့စမ်းတို့မြေတို့ဝယ်အခုဆိုရင်ဘူးဆိုတဲ့စီဒီပိုင်းတော့စုလာကြတယ်ဟုတ်လားဟောနောက်ပြီးဟိုတလုံးလုံးကလည်းရှိသေးရဲ့ဗျာဟိုဖုံအိုးဝီဆရာသူဖုံးပြတ်တော့သူဖုံးပြင်းလာသူဖုံးဆိုင်ကိုသူဖုံးပြင်းကောင်းသူပတ်စံလည်းမရှိဘူးအမေ92 2လီတာနဲ့သူရှင်းတာဗျဖုံးဆိုင်ကပဲရလဲပြောနေသူလက်စီတန်းစရာမလိုတော့ဘူးလေဟာလာသူလည်းကောင်းဝင်ဒါပေမဲ့သူတင်ထားသေးတာဗာတင်ထားတာ CB ဆိုပြီးတော့အဲ့လိုလို့ကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းကြီးကဘာလဲဆိုတော့ဟိုကျွန်တော်နီးပညာတွေဘယ်လောက်ပဲတိုးတက်သိရမလားလူသားတွေကသူတို့ရဲ့အသုံးဝင်မှုနဲ့ယုံကြည်မှုပျောက်ဆုံးသွားရင်တော့တေချာတယ်ကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်း9000အတိုင်းတကယ်ကုန်စည်တွေစီကိုကိုလိုကပြန်လှည့်သွားကြပါပေါ့နော်ဒါကျွန်တော်ကုန်စည်ငွေကြီးဟာလေးကိုကျွန်တော်ချင်းချုံပြောပြတာပေါ့အခုလာမယ့်ကျွန်တော်နောက် episode 3မှာကျွန်တော်ဒင်းငါးပြားတွေငွေစက်ကူတွေ free money ဖြစ်လာတဲ့အကြောင်းကျွန်တော်တေချာပြောပြပေးမယ်ဗျအဲ့ဒါမှကျွန်တော်နည်းနည်းကြေပြလာတာပေါ့ကျွန်တော်ပတ်စံနေမှာပါတဲ့ကျွန်တော်နံပါတ်တွေစီးရနံပါတ်တွေအဲ့မှာပါတဲ့ရုပ်ပုံတွေသူစက်နဲ့ငွေကြီးဖြစ်ပေါ်ရမယ့်ဟာတွေနောက်ပြီးတော့ကျွန်တော်ငွေစက်ကူအတူလေးပါတယ်ဆိုတော့ကျွန်တော်ဒင်းငါးပြားခင်နေရကျွန်တော်စားတာဗျအဲ့ဒင်းငါးပြားအစ်စ်မှာဒင်းငါးပြားမှာပြီးမှပါတဲ့မြောင်းလိုင်းလေးတွေဒါမိုးလေးတွေကဆိုကျွန်တော်ကိုတေးစိတ်ပြောပြီးတော့ပါပေါ့နော်